ဒီနေ့မှာတော့ကျွန်တော်တို့ electrical panel လေးတက်ဆင်တဲ့အခါအရေးကြီးဆုံးအပိုင်းဖြစ်တဲ့ main breaker ကိုအကန့်အသတ်ရှိတဲ့နေရာလွတ်ထဲမှာအန်ကိုက်ဖြစ်အောင်ဘယ်လို modify လုပ်ပြီး panel lock စနစ်နဲ့ချိတ်ဆက်ရမလဲဆိုတာပြသပေးသွားမှာပါအရင်ဆုံး breaker ရဲ့မူလအဖုံးကိုစနစ်တကျဖြုတ်လိုက်ပါလေဒီနေရာမှာအစိတ်ပိုင်းလေးတွေမပြောက်ပြအောင်တတိထားဖို့လိုသလို panel တကားနဲ့ချိတ်ဆက်မဲ့ rotary handle mechanism ကိုဖြောင်းဆက်တက်ဆင်ဖို့အတွက်အောက်ခံကိုအသေးချအထိုင်ခါပေးရပါတယ်အခုမြင်တွေ့နေရတာကတော့အပြင်ဘက်ကနေလဲပြီး control လုပ်နိုင်ဖို့အတွက် extension shaft ကိုတက်ဆင်နေတာပါဒီ shaft က breaker နဲ့အပြင်ဘက်က rotary switch ကိုတိုက်ရိုက်ချိတ်ဆက်ပေးမှဖြစ်ပါတယ်အခုဆိုရင် panel တကားကိုပိတ်လိုက်တဲ့အခါ breaker ကိုတိုက်ရိုက်ထိတွေ့ဆရာမလို့ပဲအပြင်ဘက်က handle နဲ့တဲ့အဖွင့်အပိတ်လုပ်လို့ရတော့ပါပြီဒီစနစ်ကအန်ဒရဲဂိမ်းယုံတင်မကပဲ panel ကိုပို့ပြီး professional ဆန်းစေပါနဲ့ဒါကတော့နီးပညာနဲ့လက်မှုပညာပေါင်းစပ်ထားတဲ့ electrical modification တစ်ခုပဲဖြစ်ပါတယ်နောက်ထပ်ဘ ഹു တုတရမယ့်ဗီဒီယိုတွေအတွက်ကျွန်တော်တို့ကို follow လုပ်ထားဖို့မမေ့လျော့ဦးနော်